ပါရှင်ကိုဒီကနေကြိုဆိုလိုက်ပါတယ်ခေတ်ဒီနေ့မြန်မာပလာဇာကိုရောက်တာနဲ့ Mr. Chef ဆိုတဲ့ဆော့တော့ဆိုင်လေးမှာခေတ်ကဒီနေ့လာစားဖြစ်ပါတယ်အခုခေတ်မှာထားတဲ့အစားအသောက်တွေကစုံစုံလင်လင်နဲ့ရောက်ရှိပါပြီခေတ်ဘာလေးမှာထားလဲဆိုတော့ဒီဝတ်သားကင်လေးပါပါမယ်ပြီးရင်ဒီဝတ်ဆလတ်လေးပါပါမယ်ရှင်ပြီးရင်ဒေတာဖီချက်လေးရယ်ဒီပဇွန်စီထမင်းကြော်လေးရယ်ပြီးရင်ဒါလေးကတော့ကြက်ကြော်တုပ်လေးပဲဖြစ်ပါတယ်ရှင်ပြီးရင်ဒါလေးကတော့ကိုရီးယားအာမီစတူလေးပဲဖြစ်ပါတယ်ပြီးရင်ဒါကျတော့ strawberry milkshake ပဲဖြစ်ပါတယ်ရှင်ပြီးရင်ဒါကျတော့ tropical juice လေးပဲဖြစ်ပါတယ်ကဲအခုခေတ်နဲ့ဒီအစားအစာတွေအားလုံးကိုစားကြလိုက်ကြရအောင် strawberry milkshake လေးနဲ့တော့တောက်ပါမယ်နော်ခေတ်ချိုးချင်းလေးနဲ့ရတာလေးကတောက်လို့ကောင်းပါတယ်ဒါလေးကတော့ဝတ်သားကင်လေးပဲဖြစ်ပါတယ်ဝတ်သားကင်လေးကိုထည့်ကစားပါမယ်ချင်းရင်းလေးလည်းပေးထားပါတယ်ရှင်ဒီသူ့ရဲ့အရသာလေးကဟိုနင်းနင်းလေးနဲ့အသားလေးကတော့အစားကအဆင်ပြေပါတယ်ရှင်မာနေရမျိုးလည်းမဖြစ်ပါဘူးเนาะနောက်တစ်မျိုးခေတ်စားပြမှာတော့ဒီ WhatsApp လေးပဲဖြစ်ပါတယ်ရှင်ခေတ်ကဒီ lettuce လေးတွေနဲ့စုံစုံလင်လင်ထည့်ပြီးတော့စားပြမှာပါဒီကိုရီးယားမှာလေးစားရတဲ့အတိုင်းခေတ်ကစားမှာပဲဖြစ်ပါတယ်မြင်ဆုံး salad ထဲဝတ်သားထည့်မယ်ပြီးရင်စက်သွန်လေးကိုထည့်မယ်ငရုတ်သီးပတ်လေးထည့်ပါမယ်ပြီးရင်ဒါလေးကတော့ပဲပင်ပါစက်ဥလေးလည်းပါပါတယ်ပြီးရင်အဓိကကတော့ kimchi ပါ kimchi ကိုအဓိကဖြစ်ထည့်ပါမယ်ရှင်ပြီးရင်ဒီ salad လေးကိုလိပ်ပြီးတော့ခက်စားလိုက်ပါမယ်ဆလတ်ရက်ထဲမှာဒီအသားကင်လေးရယ်ပြီးရင်ဒီစက်သွန်ကြီးမျိုးဒီအကုန်ပါတော့ဆက်လေးနဲ့စားလို့တကယ်ကောင်းပါရဲ့ရှင်အရင်ဆက်တာမျိုးလည်းမဟုတ်ပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့အရသာတွေအားလုံးကရောနေရဖြစ်တဲ့အတွက်နည်းနည်းချစ်ဆက်တက်လေးကိုသွားပါရဲ့เนาะနောက်တစ်မျိုးခက်စားပြမှာတော့ဒီစက်ကြော်တုပ်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့စက်ကြော်တုပ်လေးပါဒီစက်ကြော်တုပ်လေးရဆိုရင်ချိုးရဲဘက်ကိုပို့ပြီးတော့သွားတာပေါ့နော်ဒီစက်သားတုပ်ထဲမှာခင်းချင်တီးပါမယ်နန်းနန်းပင်ပါမယ်ပြီးရင်ငရုတ်တီးပါမယ်ပြီးရင်စက်သွန်ကြီးပါပါမယ်ရှင်အဲ့လေးတော့တုပ်ထားတော့အရင်မဆက်ပါဘူးเนาะချိုးရဲဘက်ကိုသွားပါရဲ့ဒီနောက်တစ်ခုခေတ်မိကြည့်မှာတော့ဒီ tropical juice လေးပဲဖြစ်ပါရဲ့ရှင်တော့ကြတော့ဘာရတာလေးဖြစ်မှန်းသိဘူးเนาะဒီနေ့အတူမိကြည့်ကြရအောင်ပါတော့ဟိုဖီဖြစ်တာပေါ့เนาะတော့အရန်လန်းဆန်းသွားတာပဲခေတ်သူကကြတော့ဒီတက်မြအရသာလေးပဲဖြစ်ပါတယ်ချင်းချိုလေးချင်းချိုလေးပေါ့ဒီမိကြီးမှာတော့ဒီပဇွန်စီထမင်းကြော်လေးပဲဖြစ်ပါရဲ့ရှင်သူရဲ့အနံ့လေးကလည်းပဇွန်စီအနံ့မွှေးလေးအရင်စားချင်စရာပဲဒီပဇွန်စီထမင်းကြော်လေးစားလို့အရန်ကောင်းပါရဲ့ရှင်ဒီပဇွန်စီရဲ့ဒီအနက်လေးကလည်းလုံးဝဟိုပါလဲဒီထဲမှာပါတဲ့ပဇွန်စီလေးကလည်းစိတ်နေနေတကယ်စားလို့အဆင်ပြေပါရှင်အရေးလည်းမအီပါဘူးเนาะပြီးရင်သူ့ရဲ့စက်သားဆိုလဲအသားကလုံးဝနုဖတ်နေရတယ်
ခေတ်ကတော့ဒီပစုံတီထမင်းကြော်လေးကိုအကြိုက်တွေ့နေပါပြီခေတ်ကတော့ဒီအရသာရှိရဲ့အစားအသောက်တွေကိုစားလိုက်ဒီအေးအေးလေးတောက်လိုက်နေတော့ဟောထိမိနေရောဒါလေးကတော့ဘေးသားဖီချက်လေးပဲဖြစ်ပါရဲ့ချက်ခုခေတ်ကဒီဘေးသားဖီချက်လေးကိုမြည်ကြည့်မှာပဲဖြစ်ပါရဲ့ဒီမှာကြည့်ပါဦးတို့ရဲ့ဒီဘဲသားရောပြီးရင်ဒီစီချက်ခေါက်ဆွဲရော portion ကတော်တော်များများပါပါရဲ့ရှစ်ပြီးရင်ဒီဘဲသားကလည်းအသားကိုလုံးဝမမေးပါဘူးเนาะဒီခေါက်ဆွဲဒီစီချက်ခေါက်ဆွဲလေးကလည်းနည်းနည်းလေးချက်ဦးလေးပါစောတော့ခေတ်ကအရွက်တီဒီအရွက်တီနဲ့စုံစုံနေထည့်ပေးထားပါတော့အခုကကျတော့ခေတ်တိုက်နဲ့တက်ရတဲ့ခေတ်ရွေးထည့်ပါမယ်ရှင့်ချက်ဦးထည့်မယ်ပြီးရင်ဝတ်သားထည့်မယ်ကင်ချီဒီချက်တုံးလေးတစ်ခုထည့်မယ်ဒီအသားနေရနေဒီကင်ချီကအစာလုံးဝကိုလက်လက်ဆက်ဆက်နဲ့တန်တန်ရှင်းရှင်းတော့အနေနဲ့ဘာလဲဘာမှမထွက်လို့ဒီစားမှာလုံးဝစိတ်မပူနဲ့နော်လုံးဝ fresh ဖြစ်ပါရဲ့ရှင်ဒီကင်ချီလေးဆိုလဲလုံးဝချင်းချင်းဆက်ဆက်လေးဖြစ်ဖြစ်အကြိုက်ခေတ်ကကြတော့ original army stew ကိုမှာထားရတယ်ဖြစ်ပါရဲ့ရှင့်ဒီ original army stew ရဲ့မှာဒီ wasley ပါမယ်ပြီးရင်ပစုံနှစ်ကောင်အကြီးပါပါမယ်ရှင့်ဝတ်သားဆိုင်တွေအတွက်စက်သားကိုလည်းရွေးချယ်လို့ရပါရဲ့ရှင့်ပြီးတော့ကိုလိုအပ်တဲ့ item လေးတွေကိုလည်း add on ထပ်လုပ်လို့ရပါရဲ့ရှင့်ဒီနှုန်းလေးတွေကလည်းမစိုးပါဘူးเนาะခေတ်ကတော့အခုဒီ Korea army stew လေးကိုစားလိုက်ပါတော့မယ်ဒီအားရနော်ပစုံအကြီးနှကောင်ပါရနဲ့တင်တော်တော်တန်နေပါပြီရှင့်စားလိုက်ပါဦးမယ်အရေးလေးကိုခက်ကမီးကြည့်မှာပဲဖြစ်ပါတယ်ချစ်ချစ်ဆက်ဆက်လေးခင်းရည်လေးကချစ်ချစ်ဆက်ဆက်လေးနဲ့တောက်လို့ကောင်းပါရဲ့ရှင့်ဒါလေးကတော့ကြောက်ဝကြောင်လေးပါခေတ်ကတော့အခုဒီအစားအသောက်တွေအားလုံးကိုဆက်ပြီးတော့စားလိုက်ပါအောင်မယ်ရှင်ပရိသတ်ကြီးများအားလုံးကိုခေတ်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာလည်းခေတ်နဲ့ပြန်လဲတွေ့ဆုံကြရအောင်တတာ